တရားခင်သူမိဘများပေါ့နော်အခုဆိုလို့ရှိရင်တရားကြောင့်ရှိရင်ဘူပြည်နယ်ပြည်တွင်း60မြို့နယ်မယန်းကြီးရွာစွန်ကြီးလောင်86တင်မြောက်စွန်ကြီးလောင်တရားပွဲလေးကိုလာရောက်ပြင်ဆင်ပေးနေတင်ဖြစ်ပါတယ်ရှင်ခုလိုလာရောက်ပြင်ဆင်ပေးတဲ့အဖွဲ့သူဖွဲ့သားများဆိုလို့ရှိရင်ချောင်းစုံကမောင်လေးနဲ့တာသမီများဖွဲ့ပဲဖြစ်ပါတယ်ရှင်ဒီဓမ္မသဘင်ပွဲလေးဆိုလို့ရှိရင်ဒီနေ့ညပေါ့နော်24ရက်နေ့ညမှာစပြီးတော့တရားဘာဝနာဟောပွဲကိုလာရောက်ပြီးတော့နာယူကြပါလို့နော်ဖိတ်ကြားပါတယ်ရှင်ဒီတရားပွဲလေးဆိုလို့ရှိရင်ဒီရှင်တကလေးရှင်ပန်းလှလေးဆိုလို့ရှိရင်ချောင်းစုံကမောင်လေးနဲ့တာသမီများအဖွဲ့ကလာရောက်ပြင်ဆင်ပေးခြင်းဖြစ်ပါတယ်ရှင်မိဘပြည်သူများဆိုလို့ရှိမော်နော်ဘယ်မျိုးဘယ်ဒေသဘယ်ရွာဘယ်တီးရွာပဲဖြစ်ပေါ်နော်အခုလိုမျိုးတရားပွဲလေးလက်ထစ်နေသူလို့ရှိလို့ရှိရင်ဒီလိုမျိုးချောင်းစုံကမောင်လေးနဲ့သာသမီများဖွဲ့နေပြင်ဆင်ခြင်းနေဆိုရင်ချောင်းစုံကမောင်လေးအိမ်မှာလာရောက်ပြီးတော့ဆက်သွယ်မြင်မြန်နိုင်ပါတယ်ရှင်အလားစင်အလားတကလေးစင်အလားစာလုံးကနုတ်ပန်းတွေကအစားပေါ့နော်စာစုံတာဝန်ယူပြီးသားပါတယ်ရှင်ဒါဆိုလို့ရှိရင်စင်ပေါ်မှာဖြစ်ပါတယ်ရှင်ဒီတရားပွဲလေးဆိုလို့ရှိရင်မယန်းတီးရွာဇာတ်ဆိုင်ရာရှင်ကြီးလောင်ပွဲအတွက်တရားပွဲအတူတရားပွဲအကျူလေးဖြစ်ပါတယ်ရှင်